Hello guys အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ Harry ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ That's not my neighbor ဆိုတဲ့ game ကိုဆောင်းမှဖြစ်ပါတယ် so let's go okay ဆိုတော့ကျွန်တော်တို့ game နဲ့ကိုတော့ရောက်လာပြီဒီ game ကြောင့်ရှင်းပြမယ်ဆိုတော့ကျွန်တော်တို့ကဒီတိုက်ခန်းတစ်ခုရဲ့ရှေ့မှာတိုက်ခန်းတစ်ခုရဲ့ရှေ့မှာအဲ့လိုလူတွေတိုက်ခန်းထဲဝင်ဖို့အတွက်လူတွေကိုအဲ့လိုID ကတ်တွေပါတောင်းပြီးစစ်ဆေးတဲ့လူနေရာကနေဆော့အောင်ပါဘောနော်ဒါပေမဲ့တခုရှိတာဒါလူတွေပဲလာမှာမဟုတ်ဘူး monster တွေ demon တွေရလဲလူတွေဒီတိုက်ခန်းမှာနေတဲ့လူတွေအသွင်ကို shift လုပ်ပြီးတော့အဲ့လိုရုပ်ပြောင်းလို့လုပ်ပြီးတော့ဟန်ဆောင်ပြီးလာကြတယ်အဲ့အကြောင်းမို့လို့တကယ်လူတွေဆိုတော့ပေးဝင်monster တွေ demon တွေဆိုလို့ရှိရင်တော့တေချာစစ်ဆေးပြီးတော့ထိန်းသိမ်းခန်းနဲ့ပို့အဲ့လို emergency button နဲ့အဲ့လိုဆိုအောင်ပါဗောနော်သူကလူစစ်မဟုတ် support တော့ကလည်းသူကဒီမှာဒီ ID ကတ်တွေပါတယ်သူ့ရဲ့နာမည်မျက်နှာအသွင်မြင်နေလို့ဆိုပေးတာပဲအခုဒီမှာလူတယောက်သူကသူ ID မပြဘူးနော် ID ဘာလဲတောင်းမှာ ID မပြဘူးလားလို့မေးလာအောင် ID ရပါပြီတဲ့သူက Celine ပေါ့နော်ဒီ ID နံပါတ်တွေပါတယ်လဲသူ့ရဲ့တကယ်နံပါတ်ကတ်ကကျွန်တော်စီမှာရှိရဲ့အိတ်ကတ်တွေနဲ့စစ်ကြည့်ရမှာပေါ့နော်လောလောဆယ်သူ့နာမည်က Celine တိုက်ခန်းကနံပါတ်14မှာဟမ်တကယ်နံပါတ်14မှမရှိရ13ထိပဲအဆုံးထိမဟုတ်လားဟမ်အော်မဟုတ်လေsorry ရှိတယ်သူကကျွန်တော်မှားသွားတာအရှိနံပါတ်နဲ့မှားသွား sorry 14ရှိဟုတ်တယ်သူကတိုက်ခန်းနံပါတ်ကသူကအမွှာနှစ်ယောက်နဲ့တူတယ်Celine ကမော်ဒယ်နော်သူ့ရဲ့မျက်နှာဒါအမွှာနှစ်ယောက်မဲ့ပဲနေရသူမဲ့ကညာဘက်ပါမှာဟုတ်တယ်ညာဘက်ပါမှာသူ့ရဲ့ ID နံပါတ်ကခဏလေး785613264 okay မှန်တယ်ဆိုတော့ကသူ today list ထဲမှာပါလာtoday list ထဲမှာသူမပါဘူးဒီနေ့လာမဲ့စရင်ပေးထားတဲ့လူစင်းထဲမှာဘာလို့မပါလဲမေးကြည့်လိုက်အောင်မ I'm not on the today list because I had to တဲ့ဘာလို့ today list ထဲမှာမပါလဲဆိုတော့သူအရေးကြီးကိစ္စပေါ်လာလို့သွားမှကိစ္စရှိတယ်အားကြောင့်မဖြစ်နိုင်လိုက်တာတဲ့ okay ဆိုတော့အဲ့လိုဆိုရင်တော့သိမယုံကြည်ဘူးသူရဲ့14တိုက်ခန်း14ဖုံးဆက်ကြည့်လိုက်မယ်ဟုတ်မဟုတ်ပေါ့တကယ်လို့သူ့အမကင်ပြီးတော့ဘာဖြစ်တယ်လဲခဏဖုံးခေါ်လိုက်ပြီဟယ်လိုတဲ့ဗာလဲသူ့ညီမနဲ့သူ့ညီမပြောနေပါတယ်ကျမဟာခုနကင်လိုက်တာလေခုနကျွန်တော်တို့တိုက်ခန်းကိုဆက်ကြည့်တော့သူ့ရဲ့ညီမဖုံးကင်နေကင်ပြီးဘာပြောလဲဆိုတော့ကျမအမရောတိုက်ခန်းပေါ်မှာရှိတယ်တဲ့ဘာဧည့်သည်မှလည်းလာမှာမဟုတ်ဘူးတဲ့အဲ့ဆိုဒီမှာရှိရဲ့အရှိရလူကဒါအတူကြီးပေါ့တိုက်ခန်းပေါ်လမ်းဖြစ်ရဲ့နှစ်ယောက်လုံးအိမ်မှာရှိတယောက်လုံးအိမ်မှာရှိရဲ့ကျမမအိမ်မှာရှိရဲ့ no မလေးပထမတစ်ယောက်မှာလေဖုံးတဆန်ရလာပါဒီမှာဒီမော်လေးကောင်မိထားလို့တော်ပါသေးရဲ့ပေးဝင်လာရင်သွားအောင်မယ်โอเคရောက်သွားပြီထင်းငန်းနဲ့ပို့လိုက်ပြီကျွန်တော်ဖုံးမခေါ်ခြင်းအလကားသွားပြီရလားโอเคနောက်တစ်ယောက်ဝင်လာလို့ရပါပြီ Good afternoon ကိုကြီးဟိုမှာပါတယ် today list ထဲမှာပါတယ်ကိုကြီးနာမည်က Steven Rob Boys ဟုတ်ပါတယ် Steven Rob Boys ကဗလဲ entry request ပါလား okay ပြောင်းမိပါလို့ဟုတ်ပြီသူက Steven Rob Boys apartment number က33 okay ဆိုတော့သူမMalgoy Rob Boys တဲ့တာဖားနှစ်ယောက်တိုက်ခန်းမှာနေရနေတူတယ်Steven Rob Boys က pilot လေရင်မှုသူ့ရဲ့မျက်နှာကနှာခေါင်းကြီးတယ်မျက်မှန်ဝတ်ထားတယ်စပင်တိုတယ်ဟုတ်ပြီစပင်က monster ကြီး small head ကောင်ကတည်တယ် okay အဲ့ဆိုရင် ID နံပါတ်ဆိုမယ်
ID နံပါတ်ကတော့တော်တော်များများအဲ့လိုဒီတိုင်းအမှန်နေယူပါပဲ565845455965 565845455965 okay မှန်တယ်သူကအဲ့ဆိုပါဆက်ရအောင်မ today list တော့လည်းပါပြီးသားလို့ခုနကလိုဖုန်းခေါ်ကြည့်မယ်အိမ်မှာသူ့သူ့အဖေဖုန်းကင်ပြီးတော့သူ့သားရှိမရှိမေးကြည့်မယ်တိုင်ကန်ဖုန်းနံပါတ်က4242 okay ဟုတ်တယ်သူအဲ့လို ID နံပါတ်တွေပါတိုက်စစ်ရုံနဲ့လည်းမပြီးသေးဘူးအဲ့လိုတိုက်ခန်းကိုဖုန်းခေါ်ကြည့်ရတယ်မခေါ်ကြည့်လို့ခုနကလိုမျိုးကျွန်တော် January ရုပ်တွေအသွင်ပြင်နေအကုန်မှန်တယ်နောက်ပြီးတော့ဒါပဲအဲ့လိုဘယ်လိုပြောမလဲတကယ်အဆင်မလာတယ်ရှိရပါ okay hello တဲ့ Maguire Roboins ပြောနေပြကျွန်တော်ဒါအိမ်မှာမရှိဘူးတဲ့သူပြန်လာပြီလားတဲ့အဲ့ဆိုမှန်တယ်ဒီတယောက်ကလူ okay ပေးဝင်လိုက်ပြီဒါတယောက်အလဲရောက်ပါပြီ hello good afternoon အမကဘာတူလဲအမ ID ပြပါ ID ပြအောင်မေးပါလို့တဲ့အမကနာချာ okay အမနာချာ today list ထဲမှာပါရောက်ပြီအမရဲ့တိုက်ခန်းနံပါတ်က2424 okay ဟိုကပါလဲကျောင်းသူတယောက်နဲ့တူနေတာမောင်နှမအောင်ဖြစ်တယ်ညီမနှစ်ယောက်သုံးဖို့သားမီးနှစ်ယောက်သူကစဖို့မူ ID ဟိုပါလဲသူ့ရဲ့ရုပ်သွင်းပြင်က right eye blue ညာဘက်မျက်လုံးကအပြာရောင်ပြီးလို့ရှိရင်ဘယ်ဘက်မျက်လုံးကအစိမ်းရဟုတ်တယ်မှန်တယ်ဆို curly hair ဆိုပင်လည်းကောက်တယ်ဟုတ်တယ်မျက်နှာဝိုင်းတာပါအကုန်တူရယ် okay chef စဖို့မူID နံပါတ်တိုက်ကြည့်မယ်78965366541သူ့ရဲ့ ID နံပါတ်ကမှန်လား789653665411993မွေးတာဒီကောင်တို့နေရပါ24လား24ဟုတ်တယ်ဒီမှာအဲ့ဆိုတိုက်ခန်းနံပါတ်ကိုဖုန်းဆက်ကြည့်မယ်1346 134 okay hello မနာချာတော့အင်ရလားမသိဘူးနာချာလားနာခါလားမသိဘူးငါသိချာဘယ်သူမှမကြိုင် okay အဲ့ဆိုအိမ်မှာဘယ်သူမှမရှိဘူး okay ပြီးဝင်လိုက်မယ် okay နောက်တစ်ယောက်အလဲရောက်ပါပြီဟာ Steven Robois ထပ်လာပြန်ပြီခုနလေး Steven Robois ကငါပေးဝင်လိုက်တာမဟုတ်လားဘလို့နောက်တစ်ယောက်ထပ်ရောက်လာတာno ခုနတယောက်ငါတခြားစစ်တယ်ခုနတယောက်ကဒီမုံမဖြစ်နိုင်ဘူးဒါဒီမုံပဲ no ခုနလေးကြီးရောက်လာပြီဘလို့ဒီရောဆက်တော့ပြီးတော့ပါပြီမေအတန်သွင်းနေလို့ခဏလောက်လေးသိပေးပါโอเคနောက်တစ်ယောက်လည်းရောက်ပါပြီဟာဟဲ့ဒါကြီးကတော့တိတာလုံးအကြီးရဲ့မျက်လုံးမှာအပေါက်တွေရောက်ရေးတော်အမကြီးဟိုအဲ့လောက်ကြီးရတော့ကွာမလုံးလားမေဟို tribophobia ရှိရလူဆိုလို့တော့တော့စကနေဒီ okay ဆက်ကြလိုက်ပါပြီပြန်လုပ်ပါ okay ရှင်းသွားပြီ thank you ပါ okay အန်ကယ် good afternoon အန်ကယ်အဖိုးလားအန်ကယ်လားထားပါတော့အန်ကယ်ကဟို today list ထဲမှာလည်းပါတယ်အဲ့ဆိုအန်ကယ် ID okay အန်ကယ်ကအသက်ကြီးနေပြီဆိုတော့အသက်ကြီးနေလေဒီမွန်နေရဟန်ဆောင်ပါပဲဆိုတော့အန်ကယ်ဘာမှနေရလဲ34မှာအန်ကယ်ဆို okay လီမယားနှစ်ယောက်ပေါ့ lawyer တော့ဟိုတရားသူကြီးတရားသူကြီးမဟုတ်ရှင်းနေ sorry မဟုတ်လို့ရှင်းနေအန်ကယ်ရှင်းနေကရုပ်ရည်သွင်းပြ big nose နှာခေါင်းကြီးမယ်
Mostage ဆိုတော့ Mostage ကနော်ဟိုအရင်တော့ကတော့ Mostage ကိုလေဒီ Mostage မွေး ID နဲ့တော့လည်းမှန်တယ်အဲ့ဒါ Mostage နေ Mostage မွေးမဟုတ်ပဲအခန်းမွေးလို့ပဲပြောကြတာဗာလဲတော့တူပြီးရင် comment မှာရေးပေးပါအေးမာလို့ emergency number ကြီးသွားနေတယ်425 sorry မာလို့ပါငယ်4258 hello အငယ်ကြီးတို့အိမ်ရလားမသိဘူးဘယ်သူကိုင်မလဲဘယ်သူမှမကန်โอเคအဲ့ဆိုပေးဝင်လိုက်ပါမယ်โอเคဒါဆိုလို့ရှိရင်နောက်တစ်ယောက်လဲโอเค good afternoon ဦးလေးကဦးလေး today list ထဲမှာဦးလေးဘာလို့မပါတာလဲဦးလေးပြပါ today list ထဲမှာ तू မပါဘူးလား I think there's an error that I should be on the list what ဟိုမားနဲ့တူတယ်သူ list ထဲမှာအမှန်ဆိုရှိနေရမှာတဲ့အေးအဲ့ဆိုသိမမြုံတော့ဘူးတရားစစ်မှရတော့မယ် okay နာမည်က Peachman ဦးလေး Peachman က1212ဆိုလို့ရှိရင် okay ဟမ်အော်မှန်ပါတယ်ငါဟိုနည်းနည်းလူမသွားလို့ okay ဆိုဦးလေး Peachman က shoemaker ဟိုကလည်းဖနချုပ်တယ်မှာ where's the mustache တော့နှကမ်းမွေးပါမယ်မေးစီရလူမိုးလေးအဲ့ဒီလိုမျိုးသူ့မေးစီရအဲ့လိုမျိုးလေးဖြစ်နေပါတော့နော်လည်းတခြားမသိဘူးbig eyebrows တဲ့မျက်ခုံးမွေးကြီးထူတယ်ပြောရမလား long face တဲ့မျက်နှာရှိတယ် okay ဟို ID number 1465129 1465129 okay မှန်တယ်အဲ့ဒါကြီးအကုန်လုံးတော့ဟိုလောက်ကြည့်အောင်မှ2668ဟိုဖုန်းခေါ်ကြည့်မယ်တိုက်ခန်း2668ဒီကိန်းတော်တော်များများလဲသူများရဲ့ဆွေးနွေးကြည့်ဦးမှာပါဗလဲဟိုစင်းမြောင် together channel လို့ပါတော့ okay သူ့ကိုအိမ်မှာမကြည့်ဘူးတဲ့ okay အဲ့ဒါပေးဝင်လိုက်ပါမယ်ခဏကင်တာနာမည်ငါသိချင်မကြည့်ရအောင်ဟိုကြောက်ပဲပေးဝင်လိုက်ပါမယ်လေ okay နောက်တစ်ယောက်လည်းရောက်ပါပြီ hello Andy က today list ထဲမှာပါတယ်ဟုတ်ပြီ Andy နာမည် Bubbles okay Andy Bubbles ကapartment 2apartment 2 မှာ okay Andy ကတယောက်ထဲနေတာ Andy ကဆိုပင်ကောက်တယ်ဟုတ်ပြီဘယ်ဘက်မျက်လုံးကပါလဲဆွေနေရပြောရမလားဒီချာမသိဘူးပါလဲ okay Andy က big man ဟုတ်တယ်အပြုံးကြီး okay ဆိုအဲ့ဆိုကြက်ဟို ID number 1032 1032681459အဲ့ဆိုလို့ရှိရင်ကြက်အဲ့ဒါတွေကတော့မှန်တယ်ဆိုတော့တိုက်ခန်းကိုတစ်ချက်ဖုန်းခေါ်ကြည့်မယ်6431 okay သူကတယောက်တည်းနေရဆိုတော့တကယ်လို့ကျွန်တော်ဖုန်းခေါ်လို့လူတယောက်သာလာကင်ခဲ့လို့ရှိရင် तू က monster လူလာကင်ကျွန်တော်ဖုန်းကိုကင်လို့လူလာကင်ခဲ့လို့ရှိရင် तू က demon မကင်ခဲ့ဘူးဘူးမကင်ခဲ့ဘူးဆိုလို့ရှိရင်သူ့ပေးဝင်ရမှာ okay 6431ချမယ်6431 okay DND ကိုပေးဝင်ရမလားပေးမဝင်ရဘူးလားဒီမွန်မဟုတ်လား okay ဘယ်သူမှမကန်လားဆိုသူကလူလို့သတ်မှတ်လို့ရပြီဝင်ပါအန်ဒီနောက်တစ်ယောက်လည်းရောက်ပါပြီ Good afternoon ကိုကြီးမဟုတ်ဦးလေးပေါ့ဦးလေးကချန်တမန်ဦးလေးကရုပ်ဖြောင်းနေဦးလေးပါလေဦးလေးက okay ပြေဆုံးတော့ပြတယ်တူဟို apartment တူ okay ဦးလေးကဟို reporter ပေါ့ okay ဦးလေးရဲ့အသွင်မြင်နေရလဲအကုန်တူပဲဆိုတော့ဦးလေးကိုဟိုဆက်အောင်ဦးလေးကို ID စစ်မယ်သူ okay မှန်တယ် ID ကလဲ
7332 7332 okay apartment ကိုဖုန်းခေါ်ကြည့်မယ် okay လူကရင် monster demon လူမကရင်ပေးဝင် okay ဒူမမကရင်ပေးဝင်လိုက်ပါမယ်ဒီတယောက်ငါတေချာတော့မစစ်လိုက်ဒီတယောက်တေချာမစစ်လိုက် okay hi နဲ့ hello pitchman ဟမ်အေးခဏကဒါခုနကတော့ဟိုပါလေကြောက်ခဏပြမယ်ကျွန်တော်တစ်ခုပြမယ်နော်ဒီခုနကတော့လေနောက်က pitchman နာမည်နဲ့တယောက်လေနောက်တစ်ယောက်လေသူ့ရဲ့အကိုလားဘာလားမသိဘူးသူ့ရဲ့အကိုလားဘာလားမသိဘူးအဲ့ဒါဒီခန်းထဲဝင်တော့ဖုန်းကင်တာသူမလားနုံနုံမယုံတော့ငါဖုန်းဆက်ကြည့်မယ်2668 wait 2 number 2668 2668 okay ဖုန်းခေါ်ကြည့်လိုက်မယ် hello Robert guy oh my god ဒါဒီမိုန်ကြီးသူရောသူ့ကိုရောတိုက်ခန်းပေါ်မှာရှိတယ်တဲ့သွားလိုက်တော့မလေးအတန်လေးတိုးပေးရပါလားဗီဒီယိုရဲ့အတန်လေးပါလို့အတန်ဖုန်းကိုပြန် on နေရတယ် okay ရပြီရှင်းပါပြီကျေးဇူးပါ okay ဆိုတော့နောက်တစ်ယောက်လဲ good afternoon Mr. ID ပြအောင်လေဝေးပြောင်းမေးပါလို့လေဟုတ်ပြီ Mr. က today list ထဲမှာ Mr. ပါတယ် Mr. Roman ကတိုက်ခန်းဘယ်လောက်မှနေရလဲတိုက်ခန်း11 okay သူတို့လင်မြန်းနောက်နေရတယ်တူတယ် okay Mr. Roman ကရုပ်ရည်သွင်းမိမှန်တယ် ID နံပါတ်က48392409 okay မှန်တယ်အဲ့ဒါလေးကိုမှန်တယ်ဆိုတိုက်ခန်းထဲမှာဖုန်းခေါ်ကြည့်မယ်1152 okay Mr. Romano အရင်ပါလားခင်ဗျာ hello လေ Louis ပြောနေပါတယ်ကျွန်တော်ကြာမှမရှိ okay အဲ့ဒါဒီအန်ကယ်ရ okay ဝင်ပါအန်ကယ်ဟာအဲ့ရမလွန်လုံးလားအဲ့ရမလွန်လုံးလားပြမယ်နော်နားဝင်သွားတဲ့လူက Roman ကိုအစ်စ်မှန်းသိချင်လို့ငါဖုန်းခေါ်ကြည့်တယ်သူမင်းမ Louis ကကိုင်နေသူ့ကိုပေးဝင်လိုက်တယ် Roman ခဏလဲနေရောထက်ရောက်လာတဲ့လူကသူ့မိန်းမတဲ့ဒါဆိုဒါဒီမွန်မဲနာရှေ့စနောက်စဒါဘာမှအစ်စ်နေကြအောင်မလို့တော့ UF က okay ဘာမှအစ်စ်နေကြအောင်မလို့တော့okay ဒီနေ့ပြီးသေးဘူးလားကွာနောက်တစ်ယောက်လည်းရောက်ပါပြီဟာရောက်ပေါ်တယ်ပါလေမလီရင်ကြီးပြောပါကွာဒီတည်းကလည်းဘောင်းဆက်ចောင်းသူလေးကဟိုပါတယ် today list ထဲမှာပါတယ်ចောင်းသူလေးကဟိုပေါ့ဂျပန်လားပါလားဂျပန်ရုပ်apartment 24ဒါသူ့ရဲ့ဟိုပါလေခုနသူနဲ့တူနေတဲ့တယောက်တော့ခုနပေးဝင်လိုက်တယ်သူကကြောင်းသူထားရအိုင်ဆိုတဲ့သူမျက်လုံးစင်းနေပေါ့မျက်ကွင်းနဲ့ညွန်ပုံစံ240 days ဆိုပြီးနှစ်ဖက်စီတာဟုတ်တယ် small nose နှာခေါင်းသေးတယ် round face မျက်နှာဝိုင်းနေ okay မှန်တယ်1326ဆို ID နံပါတ် okay မှန်တယ်အဲ့ဆိုလို့ရှိရင်လည်းသူ့ရဲ့ apartment number ပြန်ပြောပါ okay 24 apartment 24ဆိုတော့သူတို့တိုက်ခန်းနံပါတ်ကိုဟိုဖုန်းနံပါတ်ကိုဆက်ကြည့်မယ်1346 hello သူ့မခုနမှာပြောနေ hello တဲ့နာချပြောနေပါတယ်တဲ့ကျွန်မသမီးအိမ်မှာရှိတယ် okay တားမိပါသူတို့ okay ဝင်ပါဒီမှာလေးဝင်လို့ရပါပြီပြီးသွားပြီ
Okay ဒီနေ့ဟိုစရင်ပေးထားလူတွေအားလုံးတော့တိုက်ခန်းထဲပို့ပေးလိုက်ပြီမကောင်းဆိုးကဒီမွန်နေတယောက်မှမဝင်ဘူး0တဲ့နော်ပေးဝင်လိုက်တဲ့ဒီမွန်မရှိဘူးနော်လူတွေအကုန်လုံးပေးဝင်လိုက်ပြီးဒီမွန်တွေအကုန်လုံးလည်းနော်ဟိုဟာလည်းဗာလဲထိန်းကနေထိုင်လိုက်တယ်ဆိုတော့ဒီနေ့ကတော့နော်ဒီနေ့တော့ကျွန်တော်မီရှင်ရပြီးပေါ့နော် Okay ဆိုတော့အားလုံးပဲကြည့်ရှုပေးရတဲ့ thank you ပါဒီ game ကိုစောကျင်တဲ့လူတွေလေ description မှာကျွန်တော် game name တွေ link တွေကိုပေးထားပါမယ်ဆိုတော့အားလုံးပဲကြည့်ရှုပေးရတဲ့ထပ်မံတစ်ဖန်ပြန်လဲပြီး thank you ပါဆိုတော့အားလုံးပဲ bye bye ပါ